ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးထွင်ကြတယ်ပြောကြည့်မဲ့သူတို့ရေးတဲ့စကားလုံးသိပဲဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ရင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ညာလေးနာမည်ဘယ်သူလဲအာနာပါတယ်ငါပြောဘူးညာလေးနာမည်ဘယ်သူလဲအာနာပါတယ်ငါပြောဘူးညာလေးမှချင်းရမယ်သူကွီးရှိသလားကွယ်အပြိုကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွီးရဲ့ညာလေးမှချင်းရမယ်သူကွီးရှိသလားကွယ်အပြိုကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွီးရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟော့တော့လူလည်းချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဖြာဖြာဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟော့တော့လူလည်းချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဖြာဖြာညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်ဘုံမကြီးကဆူလိုက်မယ်သမီးသိချက်တယ်ညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်ဘုံမကြီးကဆူလိုက်မယ်သမီးသိချက်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားကွီးမလို့ရေးချကိုကြီးများရဲ့ဒီမှာစားကွီးမလို့ရေးချညီမလေးများကရဲ့ဘာတော့တွေလဲဘာစကားကြီးတွေလဲအမချရင်မှန်ဖြစ်သွားမယ်ထိမ့်သိမ့်ကြပါတငယ်ချင်းတို့ရဲ့ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးထွင်ကြတယ်ပြောကြည့်မဲ့သူတို့ရေးတဲ့စကားလုံးသိပဲဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီးရဲ့ရင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီးရဲ့ညာလေးနာမည်ဘယ်သူလဲအာနာပါတယ်ငါပြောဘူးညာလေးနာမည်ဘယ်သူလဲအာနာပါတယ်ငါပြောဘူးညာလေးမှချင်းရမယ်သူကွီးရှိသလားကွယ်အပြိုကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွီးရဲ့ညာလေးမှချင်းရမယ်သူကွီးရှိသလားကွယ်အပြိုကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွီးရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟော့တော့လူလည်းချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဖြာဖြာဒီလိုဆိုညာလေးကိုကွယ်ကွီးသိချစ်တယ်ဟော့တော့လူလည်းချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဖြာဖြာညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်ဘုံမကြီးကဆူလိုက်မယ်သမီးသိချက်တယ်ညာလေးနဲ့ရှောင်းလဲချမယ်မုန်းလာစားမယ်ဘုံမကြီးကဆူလိုက်မယ်သမီးသိချက်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးကွီးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားကွီးမလို့ရေးချကိုကြီးများရဲ့ဒီမှာစားကွီးမလို့ရေးချညီမလေးများကရဲ့ဘာတော့တွေလဲဘာစကားကြီးတွေလဲအမချရင်မှန်ဖြစ်သွားမယ်ထိမ့်သိမ့်ကြပါတငယ်ချင်းတို့ရဲ့